ရုံးကိုယ်တိုင်ကြုံတွေ့ရတဲ့ skin care အမှားလေးကိုအရင်တော့ကရုံးအသားရည်ကဘာလို့မလာရဲဆိုပြီးတော့စိတ်ညစ်ခဲ့ရဘူးလေပေါ့နော်တကယ်တော့ရုံးကိုယ်တိုင် skin care လေးနေရင်မှားနေတဲ့အချက်လေးတွေရှိနေလို့ပါအဲ့ဒါကဘာလေးတွေလဲဆိုရင်ပထမအမှားကမျက်နှာကိုခဏခဏတက်တာပါအစီပြန်လို့ဆိုပြီးတော့ခဏခဏတက်တော့အသားကပိုချောက်လာတယ်ပိုပြီးတော့အစီပြန်လာတယ်မျက်နှာကတနေ့နှစ်ချိန်တင်သုံးလောက်ပြီပေါ့နော်အမှားကတော့ဝက်ချန်တွေကိုစားဝက်ချန်တွေကိုလက်နဲ့တက်တာပေါ့နော်အဲ့ဒါကအမှားရတကူပိုထင်စေလို့ပိုးလေးဝင်တဲ့ဝက်ချန်တွေကိုပိုပြီးပွားစေသလိုဖြစ်တယ်ပေါ့နော်ဒီအမှားကတော့ကြီးကျွတ်တာခဏခဏလောက်တာပါအသားပြုချင်လို့ဆိုပြီးနေ့တိုင်း scratch တိုက်တာမျိုးက skin barrier ကိုဖြည့်ဆည်းစေတယ်တစ်ဖက်နှစ်ချိန်ဆိုရင်တုံလောက်ပြီပေါ့နော်တုတ်ကအချက်ကတော့ product အသစ်တွေကိုချက်ချင်းပြောင်းသုံးတာပါ skin care တခုကအာနိသင်ပြဖို့အနည်းဆုံး28ရက်လောက်စောင့်ကြည့်ဖို့လိုပါတယ်နော်အခုဆိုရင်ရုံးဒီအမားတွေကိုပြင်လာလို့အသားရည်ကကြီးလာပါပြီကဲတဲလေးတို့လည်းဒီထက်ကဘဲချက်တွေကမှားနေလဲဆိုတော့ comment မှာပြောတော့ကြအောင်နော်အားလုံးပဲအသားရည်လှလှတွေကိုပိုင်ဆိုင်ကြပါစေနော်